တခါကတောအုပ်တစ်ခုထဲမှာကြားညီအကိုနှာကောင်းချင်းလဲကျက်စားနေကြတယ်တနေ့တော့ညီဖြစ်တဲ့ကြားကအကိုကြားကိုပြောတယ်အကိုကြီးငါတို့ဒီတောထဲမှာနေလာတာနှစ်တွေကြာနေပြီကျွန်တော်တော့ပြင်းရည်လာပြီဗျာဟိုဘက်ကတော့တဲကိုပြောင်းရွှေ့နေရင်ကောင်းမလားလို့စဉ်းစားမိတယ်ညီလေးရဲ့တခြားတနေရာကိုပြောင်းရွှေ့ရဲဆိုတာမလွယ်ဘူးကွကိုမကြမ်းကျင်တဲ့နေရာကအန္တရာယ်အရမ်းများတယ်ဒီနေရာမှာပဲနေတာကောင်းပါတယ်ညီလေးရဲ့ကိုကြီးဟာကျွန်တော်တော့ပြောင်းနေကြည့်ချင်တယ်ဒီမှာနေရတာတို့ညီကိုနှစ်ယောက်တည်းပြင်းလာပြီးဟိုမှာကအဖော်တွေနဲ့ပျော်စရာကြီးလေဗျာအေးလေမင်းကပြောင်းချင်တယ်ဆိုတော့လေပြောင်းနေကြည့်ပေါ့မင်းတိထားရမှာကအခုတို့ညီကိုတွေနေတဲ့နေရာလို့ဇယိုက်ချင်းကတော့တူမှာမဟုတ်ဘူးနော်မင်းမာခံနိုင်ရရှိပါမလားရပါတယ်အကိုကြီးရာအဲ့ဒါဆိုကျွန်တော်သွားတော့မယ်အေးညီလေးဂယုစိုက်သွားတော့ဒါနဲ့ညီဖြစ်သူကြားလေးကအကိုကြီးကိုနှုတ်ဆက်ပြီးထွက်သွားလေတော့တယ်ဟိုလဲရောက်ရောတခြားတလိษံတွေကသူ့ကိုဝိုင်းပြီးအနိုင်ကျင့်ပါတော့တယ်ပြေးလန်းကလေးမသိဖြစ်နေတော့ဒုက္ခအကြီးကျယ်ရောက်တော့တာပေါ့ပြေးရင်းလွှားရင်းနဲ့ချင်းသေးကြီးစီရောက်သွားပါလေရောအဲ့ဒီမှာချင်းသေးကြီးကလည်းစိတ်တူနေတဲ့အချိန်နဲ့တိုးနေတော့ကြားလေးကိုကြိုက်တက်လိုက်တာတေးပါလေရောတောအုပ်ထဲမှာတော့အကိုကြားကြီးကတကောင်နဲ့အဖော်မဲ့ပြီးကြံခဲ့တော့တာပေါ့တေးချင်တဲ့ကြားကတော့ပြောင်းသွားတာကိုသူ့ထိုက်နဲ့သူ့ကံပေါ်လို့အကိုကြားကြီးကဖြေသိမ့်ပြီးသူတကောင်ထဲပဲတောနဲ့ကြီးထဲမှာရှာဖွေစားတော့နေပါတော့တယ်